မင်္ဂလာပါဖိဝင်ပါဒီညီမလေးမမေးထားတာပေါ့နော်ကိုကအမိုယူနဲ့လာပြီးတော့6လလောက်လုပ်ပြီးတော့နောက်တစ်ထေးစီမှာတစ်ထေးကကြောက်ပြီးတော့နောက်တစ်ထေးစီမှာကြမ်းခောက်ပြီးတော့အလုံးလုံးနေတယ်အဲ့ကြတော့ဒီနှစ်နှစ်တက်တန်ပြည့်အောင်တစ်ထေးတစ်စီမှာဆက်လုပ်ရမှာလားလို့သူမေးထားတယ်ပေါ့နော်အလုတ်သမားဗီဇာနဲ့လာရင်ကတော့အလုတ်ရှင်ကတော့အများတန်းရှိရပါမယ်နော်ဒီအမိုယူဗီဇာနဲ့လာလဲတူတူပဲအလုတ်ရှင်ရှိရမယ်ပထမအလုတ်ရှင်ကြီးကကြမ်းအောင်ထုတ်ပြီးတော့နောက်အလုပ်မှာကြမ်းခောက်ပြီးတော့ဆက်လုပ်နေလဲတူတူပဲနောက်အလုပ်ရှင်ကနေပြီးတော့တခြားအလုပ်ကိုထပ်ပြောင်းခြင်းနေဆိုရင်ပထမလိုပဲအဲ့နောက်ဝင်ထားတဲ့အလုပ်ရှင်ဒီမှာကြမ်းအောင်အလုပ်ထွက်စာတောင်းရပါမယ်ပြီးရင်နောက်တစ်ထေးတစ်စီမှာကြမ်းခောက်ရပါမယ်เนาะနှစ်နှစ်တက်တန်ရှိပါတယ်ဗီဇာစာအုပ်ထဲမှာပါပြီးသားဥပမာကိုက2025လပိုင်းကဝင်လာတယ်ဆိုရင်2022 5လပိုင်းထိဗီဇာနေထိုင်ခွင့်တက်တန်ရှိနေပြီသားဒီတော့အတွင်းမှာကိုကဘယ်အလုပ်ပဲပြောင်းအခုလိုမျိုးပဲအလုပ်ရှင်ရှိရမယ်ပြောင်းခြင်းရင်ပထမအလုပ်ရှင်စီကအလုပ်ထွက်စာယူရမယ်ပြောင်းလို့ရတဲ့အလုပ်ထွက်စာပြီးရင်ဒုတိယအလုပ်ရှင်ဒီမှာဝင်ရမယ်ဒီနှစ်နှစ်တက်တန်ပြည့်သွားမှသာနောက်ထပ်နှစ်နှစ်တက်တန်တိုးလို့ရတယ်စုပေါင်း4နှစ်တက်တန်တိုးဝင်နှစ်ခါတက်တန်တိုးဝင်ရှိရပေါ့နော်ပထမနှစ်နှစ်ပြည့်သွားရင်နောက်တစ်ခါတက်တန်တိုးဝင်ရှိတယ်စုပေါင်းဗီဇာတော့4နှစ်ဒီကြားထဲမှာဗီဇာကတော့အပြောင်းလဲဘာမှမရှိဘူးအလုပ်သမားဗီဇာပဲအပြောင်းလဲရှိသွားမှာဝက်ပါမယ်ပေါ့နော်အလုပ်လုပ်ခွင့်ကကြတော့ဒီဥမာတထေး A နဲ့မဟုတ်တော့ B စီပြောင်းသွားရင်အလုပ်လုပ်ခွင့်မှာ B နာမည်နဲ့ဖြစ်ရမယ် B စီမဟုတ်ဘူး C စီပြောင်းသွားရင်ဒီအလုပ်လုပ်ခွင့်မှာ C နာမည်နဲ့ဖြစ်ရမယ်เนาะဒီဗီဇာနဲ့ဝက်ပါမစ်တက်တန်အတူတူပဲကုန်တယ်เนาะဝင်လာကြတဲ့ဥမာခုနပြောသလို2022 5လပိုင်းမှာဗီဇာကုန်မယ်ဆိုဝက်ပါမစ်ကလည်းအဲ့ကြရင်2022 5လပိုင်းမှာလိုက်ကုန်မှာပဲဖြစ်ပါတယ်ခင်ဗျာဗီဇာကတော့မကုန်ခင်တိုးရပါမယ်ဝက်ပါမစ်ကတော့ကုန်ပြီးနည်းနည်းကြော်သွားပြီးမှတိုးလဲပြဿနာမရှိပါဘူးခင်ဗျာအဲ့ဒါလေးသိအောင်လားရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ